ဒါတော့ဂျပန်နိုင်ငံရဲ့ဖုန်းစက္ကန့်စီပေါ့နော်စက္ကန့်စီမှာတစ်ချက်ကြည့်မှာပေါ့ဖုန်းတွေကတော့အများကြီးပဲဒါ iOS ပိုင်းပေါ့နော်ဒါတစ်ချက်ကြည့်တယ်iPhone 13 Pro ဆိုရင်လည်းဒီမှာဈေးကဘယ်လောက်ရှိမလဲဆိုရင်128 GB ပေါ့နော် SIM free ပါတဲ့ဟာကို SIM free ဆိုတာကြတော့သူကဒီနိုင်ငံကြတော့သူကအဲ့လို SIM ကတ်တွေကဖုန်းတိုင်းထည့်မရဘူးဒီပေါ့ AU ထားတော့ Audio ဆို Audio ဖုန်းထည့်ရတယ်ပေါ့နော်ဒီ smartphone အဲ့လိုပုံစံမျိုးတွေသူကခွဲတယ်ဥပမာထားတော့128 GB iPhone 13 Pro 89,800 ရန်ပေါ့နော်အခွန်နဲ့ဆို8500မြန်မာငွေဆိုရင်လည်းဘယ်လောက်ကြွားကြမလဲဆိုတော့တရန်ကိုမြန်မာငွေ30ပဲထား83နေ24သိန်း25သိန်းလောက်တွားကြမယ်ပေါ့နော်ဒါကိုသူဒီတိုင်းပြထားတာကိုပြတာပေါ့အမှန်ကြည့်လို့တော့အဲ့လိုရတော့ရတယ်ဒါပေမဲ့ဒါအကုန်လုံးကြီးတော့အဆင်မပြေလို့ဒီတိုင်းနဲ့လက်ပေါ့နော်ဖုန်းရနေဦးပဲကိုနိုင်ငံကဈေးနဲ့တစ်ချက်ချင်းကြည့်ကြည့်ပေါ့နော်ဘယ်လောက်တိကွာလဲ128ပဲရှိတယ်အဲ့ဒါကို24သိန်းဆိုတန်လာပေါ့ဒါပေမဲ့ iPhone 13ဆိုခုတော့ iPhone 16 ပေါ်ပြီလို့မကြခင်17တောင်ထွက်တော့မယ်ဆို14 15 16ဆို3-4နှစ်လောက်တော့ရှိပြီပေါ့နော်ဟုတ်တော့ဘက်ထရီကတော့အရင်အဆင်ပြေမှာမဟုတ်တော့ဘာဖြစ်ဖြစ်အဲ့လောက်ကြီးကြာပါပြီဆိုတော့လေကင်မရာတို့ဘာတို့ပဲအဲ့တော့ကောင်းမှထင်တယ်ကောင်းမှဆိုတော့ဒီကင်မရာတွေဘာတွေကတော့အဆင်ပြေမှာပေါ့နော်ကင်မရာလှလာလေးတွေရိုက်ချင်သူတွေအတွက်ဒါပေမဲ့ကင်မရာလှရိုက်ချင်နေဆိုရင် iPhone တဲ့ Sony ဟိုသဘောကျတယ် Sony ကnatural လေးဆန်လို့ Sony ရဲ့ကင်မရာဘလို့မှမမီဘူး iPhone ကSamsung တို့ဘောနော်ဒီ Samsung တို့ဒါiOS တည်တယ်မယ်ဆိုတော့ Samsung ဘက်တစ်ချက်သွားကြည့်ဘလို့ဆိုထားဒီမှာ iPhone 11 Pro တွေတောင်ရှိသေးတယ်ဒါပေမဲ့ဒါအဲ့ဒါကြီးတော်တော်ကြာပြီဆိုအဆင်မပြေတော့ဘူးပေါ့နော်အဲ့လောက်ကြီး iPhone 11 Pro ပေါ့နော်ကြည့်တစ်ချက်11 Pro ကတဲ့3000 4000ပေါ့နော်ရန်4000ဆို434 12သိန်းဝန်းကျင်ရှိသေးတယ်256 256K ပေါ့နော်ဖုန်းကနောက်ကျော်ခြင်းတော့အလက်ကလေးရှိသေးတယ်ဒါပေမဲ့တော်တော်ကြာရွေးနော်ဘက်ထရီကတော့ညံ့အဆင်ပြေမှာမဟုတ်ဘူး iOS မှာ iOS တည်တဲ့သမားတွေဆိုတော့ခိုင်းလို့ရတယ်ကဲဟိုဘက်တစ်ချက်ပါကြည့်မယ်ဒါတော့ iPhone တည်တဲ့15 ထိရှိတယ်15 Pro Max ထိရှိတယ်ဒီမှာဈေးက15 Pro Max ဆို15 Pro ဆုံးစ